ဒီနေ့ကတော့သူများသွားကြိုက်တဲ့ကျင်းရင်ခါးလေးပဇွန်ချက်လေးလာပြီးတော့မျှဝေပေးရပဲဖြစ်ပါရှင်ကျင်းရင်ခါးလေးတွေကိုပါပါလေးတွေတင်ထားလိုက်မယ်ပြီးလို့ရှိရင်တော့စားလေးနည်းနည်းလောက်ထည့်ပြီးတော့စားလေးနဲ့လူထားလိုက်ပါမယ်စားလေးနဲ့လူထားလိုက်တော့သူ့ရဲ့အခါတက်လေးတွေထွက်သွားပြီပေါ့နော်ရှနီလေးကလည်းအရန်ကိုမှလွေကူရိုးရှင်းပြီးတော့အချိန်လည်းအများကြီးပေးစရာမလိုတဲ့ဟင်းလေးတစ်မျိုးပေါ့နော်ကြက်သွန်ကျွတ်သွန်ကိုမွေးလာသည့်အထိထားလိုက်ပါမယ်ဒီဟင်းလေးကတော့အချိန်ကုန်လဲသက်သာတယ်ပြီးလို့ရှိရင်ထမင်းရလည်းမိန်တယ်ပေါ့နော်ချက်ဟင်းခါလေးကခါတဲ့လေးတွေပျောက်သွားပါတယ်စားလေးတွေထည့်လိုက်တော့ပစုံထည့်လိုက်တော့ပို့ပြီးတော့ပျောက်သွားတယ်ပေါ့နော်ရှိုလေးနဲ့အရင်စားလို့ကောင်းပါတယ်ချက်ဟင်းခါလေးတွေကိုထည့်လိုက်ပါမယ်ရေလေးအနည်းငယ်ထည့်ပြီးတော့ကြာလေးချက်ပေးလိုက်ပါမယ်ရောရှက်လိုက်ပါမယ်ကျင်းကားလေးတွေနုခံလာပြီးဆိုလို့ရှိရင်တော့အပေါ်ကနေပစုံလေးထည့်လိုက်ပါမယ်အရာသာအတွက်ကစားရင်းရှုံမုံထည့်လိုက်ပါမယ်ရှင်စားကတော့အနေငယ်ဆိုလို့ရှိရင်လောက်ပါတယ်ဘာလို့ဆိုတော့ကျင်းကားပြီးမှစားအနေငယ်နဲ့လူထားတယ်ဆိုတော့လေဒီဟင်းလေးကတော့ဟင်းချက်ဖို့အချိန်မရဘူးဆိုလို့ရှိရင်ဟင်းလဲပါတယ်ပစုံလဲပါတယ်ဆိုလို့ရှိရင်တော့တစ်ခွက်တည်းနဲ့ထမင်းမိန်နေပေါ့နော်သူများသားကြိုက်တဲ့ကျင်းကားပြီးပစုံချက်နေလေးပဲဖြစ်ပါရှင်